ကျွန်တော်တို့ရဲ့ပထမဆုံးသတင်းနဲ့ဆက်လိုက်ရအောင်အိမ်ဖြူတော်မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ Sean Strickland ကအံ့အားသင့်စရာပေါ်လာပြီးပွဲရဲ့တရားဝင်လေထုပြင်ပမှာရှုပ်ထွေးမှုတွေဖြစ်ပေါ်စေခဲ့တဲ့မမျှော်လင့်ထားတဲ့အခိုက်အတန့်တွေကိုမြင်တွေ့ခဲ့ရပါတယ်။မနေ့ညကသတင်းစာရှင်းလင်းပွဲကိုပရိသတ်အများပြားနဲ့ကြည့်ရှုသူများပြားတဲ့ကြားထဲမှာကျင်းပခဲ့ပါတယ်။ဒီအာရုံစိုက်မှုကြောင့် Shawn Michaels ကိုယ်တိုင်တက်ရောက်ဖို့ယူသွတ်တဲ့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ညီလာခံဟာရေဘူးရအဖြစ်ကောင်းမွန်စွာကျင်းပနိုင်ခဲ့ပေမဲ့ရာသီဥတုအခြေအနေကြောင့်တနအီနီးပါးနှောင့်နှေးခဲ့ပြီးတိုက်ပွဲနေ့မှာထပ်မံဖြစ်ပွားနိုင်ခြင်းနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေမြင့်တက်လာခဲ့ပါတယ်။ဒါပေမဲ့အာရုံစိုက်မှုအများဆုံးရခဲ့တာကနှောင့်နှေးမှုမဟုတ်ပဲညီလာခံမစတင်ခင်မိနစ်အနည်းငယ်အလိုမှာရှောင်းရုတ်တရက်ပေါ်လာခဲ့တာပါ။ရှောင်းကဝါရှင်တန်ကိုရောက်ရှိကြောင်းအတည်ပြုတဲ့ဗီဒီယိုတစ်ခုတင်ခဲ့ပြီးညီလာခံကျင်းပရာနေရာကိုဓာတ်ရိုက်သွားနေတယ်လို့ဖော်ပြထားပါတယ်။သတင်းပြန့်နှံ့သွားတဲ့အခါလူအုပ်ကြီးကသူ့အနားမှာအလင်းအမြန်စုဝေးခဲ့ကြပြီးအခြေအနေကရှုပ်ထွေးတေးသွားခဲ့ပြီးဗီဒီယိုတွေထဲမှာထူးဆန်းတဲ့အခိုက်အတန့်တွေကိုမှတ်တမ်းတင်ထားခဲ့ပါတယ်။ရှောင်းကပရိသတ်တွေနဲ့နောက်ပြောင်ပြီးကန်ကြောက်ကရေစရာတွေနဲ့အံ့အားသင့်စရာမှတ်ချက်တွေပေးခဲ့ပါတယ်။အခြေအနေကမြင်းမြန်းဆက်ဆန်းပဲထိမ့်မနိုင်သိမ့်မရဖြစ်သွားပြီးရဲတွေကအဲ့ဒီနေရာကိုလုံခြုံရေးယူပြီးရှောင်းကိုလူအုပ်ကြီးတဲကနေဖယ်ရှားခဲ့ပါတယ်။ရှောင်းကနောက်ပိုင်းမှာဖြစ်ပျက်ခဲ့တာကိုရှင်းပြခဲ့ပြီးအာရုံစိုက်မှုမရအောင်မျက်နှာကိုဖုံးပြီးနောက်မှာငြိမ်ငြိမ်လေးထိုင်ဖို့ကြိုးစားခဲ့ပေမဲ့ရဲတွေကလုံခြုံရေးတွေက music ကိုသူ့ကောင်းကအုတ်ထုတ်ကိုချွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ရှောင်းက music ကိုသူ့ရဲ့အမည်ကိုဖော်ထုတ်ရင်လူအုပ်ကြီးဖြစ်သွားလိမ့်မယ်လို့ပြောခဲ့ပေမဲ့နောက်ဆုံးမှာလိုက်နာဖို့အတင်းအကျပ်ခိုင်းစေခံခဲ့ရတယ်လို့ရှင်းပြခဲ့ပါတယ်။သူ့မျက်နှာပေါ်လာတာနဲ့လူအုပ်ကြီးကသူ့ပတ်လည်မှာဆူယုံလာကြပြီးခဏအတွင်းမှာပဲပတ်ဝန်းကျင်ကရှုပ်ထွေးသွားခဲ့ပါတယ်။နောက်ထပ်ဇလန်တစ်ပုဒ်ကိုဆက်ပြောရရင် Sean Strickland music အကြောင်းပြောရရင် middleweight တန်းမှာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့အငင်းပွားအားမှုဟာပြန်လည်ပေါ်ပေါက်လာပုံရပြီးဒီတစ်ခါတော့ Kemsa က Shawn ဟာသူတို့ရဲ့ဒုတိယပွဲစဉ်ကိုရှောင်ရှားခဲ့တယ်လို့လူသိရှင်ကြားဆွဆွဲခဲ့တဲ့ music ရဲ့ပြင်းထန်တဲ့ကြေညာချက်တွေကြောင့်ပါမကြသေးမီကမီဒီယာနဲ့တွေ့ဆုံမှုတစ်ခုမှာ Kemsa ကသူ့ရဲ့လက်ရှိအခြေအနေအကြောင်းအလွန်ရိုးသားစွာပြောကြားခဲ့ပြီး Shawn ကပွဲစဉ်ကိုသဘောတူတဲ့အထိပဲစောင့်နေတယ်လို့အတည်ပြုခဲ့ပါတယ်။ music ဘယ်အချိန်မဆိုတိုက်ခိုက်ဖို့အသင့်ဖြစ်နေပြီးတောင်းဆိုရင်နောက်တစ်နေ့မှာလှောင်အိမ်ထဲဝင်ဖို့တောင်အသင့်ဖြစ်နေပြီလို့သူကပြောပါတယ်Kemsa ကအဖွဲ့အစည်းအတွင်းကတာဝန်ရှိသူတွေကိုဆက်သွယ်ပြီးအမြန်ဆုံးထိုးတက်ဖို့တောင်းဆိုခဲ့ပေမဲ့ပြဿနာကသူ့ဘက်ကမဟုတ်ဘူးလို့ယုံကြည်ကြောင်းရှင်းပြခဲ့ပါတယ်။ရှောင်းကပွဲကိုရှောင်ပြီးရွှေ့ဆိုင်းမှုစူးစမ်းနေတာဖြစ်ပြီးလိုက်မိဖို့စူးစမ်းနေပေမဲ့တစ်ဖက်ကထိုးတက်ချင်တာမဟုတ်ဘူးလို့အတည်ပြုခဲ့ပါတယ်။ Kemsa ကဒီအပတ်မှာပွဲအသစ်တစ်ပွဲအတွက်ပြင်ဆင်နေချိန်မှာပြန်လည်ထိုးတက်ဖို့ဆွေးနွေးမှုတွေပြန်လည်စတင်လာခဲ့ပါတယ်။အထူးသဖြင့်မကြသေးမီကသတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့ပြီးအောက်ဆောင်နဲ့ရင်ဆိုင်ရမယ့်အပေါ်သူ့ရဲ့ယက်တီချက်နဲ့ပတ်သက်ပြီးထပ်မံမေးမြန်းခံခဲ့ရပြီးနောက်မှာပါ Kemsa ရဲ့တုံ့ပြန်မှုကဓာတ်ရိုက်နဲ့ရှင်းလင်းပြီးအရင်ပွဲတုန်းကသူ့ကိုယ်သူရှုံးနေသူလို့မယူဆတဲ့အတွက်တွန့်ဆုတ်မနေပဲပြန်လဲထိုးတက်ချင်တယ်လို့ပြောပါတယ်ဆုံးဖြတ်ချက်ကဒိုင်တွေရဲ့လက်ထဲမှာပဲရှိပြီးရလက်ကလှောင်အိမ်ထဲမှာဖြစ်ပျက်ခဲ့တာတွေကိုထင်ဟပ်မှာမဟုတ်ဘူးလို့သူကယုံကြည်ကြောင်းဖော်ပြခဲ့ပါတယ်ဒုတိယပွဲစဉ်ဖြစ်လာခဲ့ရင်သူ့ရဲ့ရည်မှန်းချက်ကလုံးဝကွဲပြားသွားမှာဖြစ်ပြီးရန်လိုတဲ့စိတ်နဲ့ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးဆုံးဖြတ်ချက်တွေအတွက်နေရာလွတ်မပေးဘူးလို့လည်းအလေးပေးပြောကြားခဲ့ပါတယ်ဒဏ်ရာတွေနဲ့သူ့ပခုံးနဲ့ပတ်သက်တဲ့စင်ကြေတွေကသူ့ကိုယုံကြည်မှုမရှိတော့ဘူးလို့သူကအရေးအမွေပြောကြားခဲ့ပြီးအောက်ဆောင်ကိုဒီကိစ္စကိုအပိသက်ဖြေရှင်းဖို့စီမံခန့်ခွဲရေးအဖွဲ့ကအောက်ဆောင်ကိုလှောင်အိမ်နဲ့ပြန်ခေါ်လာဖို့ပဲစောင့်နေခဲ့တယ်လို့ဆိုပါတယ်။နောက်ထပ်ဇလန်တစ်ပုဒ်ကိုဆက်သွားရအောင် Islam Makashi ကအငင်းပွားမှုကိုပြန်လည်ဖွင့်လှစ်ခဲ့ပြီးဒီတစ်ခါမှာတော့သူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်တဲ့တရားဝင်ဇလန်ကိုတေချာစွာစစ်ဆေးတဲ့ခိုင်မာတဲ့ဖော်ပြချက်တွေနဲ့ပါ music Elijah vs Justin ပွဲစဉ်ဟာ After Freedom 250ရဲ့အဓိကပွဲစဉ်ဖြစ်လိမ့်မယ်လို့ကြေညာပြီးနောက်မှာ Elijah Music နဲ့ Islam တို့ကြားကပွဲစဉ်ကမူလစီစဉ်ဖြစ်တယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအချိန်တုံးကပြောဆိုနေတာတွေရပွဲစဉ်မဖြစ်ပွားရတဲ့အကြောင်းရင်းကအစ္စလာမ်ဟာဒဲနဝိုင်းရဲ့ဖော်ပြချက်တွေနဲ့ဆက်ဆက်နေတဲ့တန်ရာကြောင့်ဖြစ်ပြီးပွဲစဉ်မရှင်ပြိုင်နိုင်ခဲ့ပါဘူး။ဒါပေမဲ့နောက်ပိုင်းမှာအစ္စလာမ်ကိုယ်တိုင်ပုံပွင့်လင်းလင်းပြောဆိုခဲ့ပြီးလုံးဝကွဲပြားတဲ့အကြောင်းပြချက်ကိုပေးခဲ့ပါတယ်။အစ္စလာမ်ကသဘောတူညီချက်ပြပြရတဲ့အကြောင်းရင်းကတန်ရာကြောင့်မဟုတ်ပဲရဝိုက်ချက်ရဲ့အဖွဲ့ကကန့်လန့်ထားတာထက်ပုံမြင့်တဲ့ငွေကြေးရော်ကြေးတောင်းဆိုတာကြောင့်လို့ရှင်းပြခဲ့ပါတယ်။ဒီအကြောင်းပြချက်ကိုပါတီတော်များများကညှင်းပယ်ခဲ့ပေမဲ့ music Islam ကအခုထိနောက်မဆုတ်သေးပါဘူးမကြသေးမီကအင်တာဗျူးတစ်ခုတွင် music ကသူတိတ်ဆိတ်နေသောအခါလူတိုင်းဒီ online တွင်စကားပြောလာကြပြီးထို့နောက်လူများကပြောသည့်အရာကိုယုံကြည်လာကြကြောင်းအတည်ပြုပြောကြားခဲ့သည် music သူကအစကတည်းကရန်ပွဲကိုသဘောတူခဲ့တော်လဲသူတကယ်သဘောတူနိုင်သောတရားဝင်စာချုပ် music
မရှိကြောင်းထပ်လောင်းပြောကြားခဲ့သည်သူသည်တိုက်ပွဲဝင်ရန်တားဆီးထားသည့်မြည်သည့်တန်ရာများမရှိကြောင်းကိုလည်းရှင်းရှင်းလင်းလင်းညင်းဆိုခဲ့ပြီးလက်တန်ရာဟောင်းတစ်ခုရှိခဲ့တော်လဲလင်းသည်မရှိကြောင်းရှင်းပြခဲ့သည်သူသည်အနားယူပြီးနောက်မှသာခွဲစိတ်ကူးတမှုခံယူရန်စီစဉ်ထားပြီးဤတန်ရာကြောင့်မြည်သည့်ကမ်းလှမ်းမှုကိုများလက်ခံခြင်းမှတားဆီးခဲ့ခြင်းမရှိပါသူ၏မန်နေဂျာသည်အီလီဂျာနှင့်အိမ်ဖြူတော်တွင်ရန်ပွဲနှင့်ပတ်သက်၍ဆက်သွယ်ခဲ့ပြီးနောက်ထပ်အခြေအနေများမတောင်းဆိုဘဲချက်ချင်းသဘောတူခဲ့ကြောင်းသူကဆက်လက်ပြောကြားခဲ့သည်သို့သောနောက်တစ်နေ့တွင်ကိစ္စကိုဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်းအကြောင်းကြားသည့်ဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့သည်သူကိုပြောပြခဲ့သည့်အတိုင်းအကြောင်းရင်းမှတစ်ဖက်လူကငွေမြောက်များတောင်းဆိုခဲ့ခြင်းကြောင့်ဖြစ်သည်အစ္စလမ်ကအီလီဂျာ၏မန်နေဂျာကိုယ်တိုင်ကငွေကြေးတိုးမြင့်ရန်တောင်းဆိုခဲ့ကြောင်းရခိုင်ကဝန်ခံခဲ့ပြီးညှိနှိုင်းမှုများသည့်ရှင်းလင်းကြောင်းအတည်ပြုခဲ့ကြောင်းလည်းအလေးပေးပြောကြားခဲ့သည်နောက်ဆုံးတွင်သူကစကားစစ်ထိုးခြင်းကိုမကြိုက်ကြောင်းပြောကြားခဲ့တော်လဲဆက်လက်တိတ်ဆိတ်နေခြင်းကြောင့်အချို့ကဒဏ်ရာရရှိမှုသတင်းကိုယုံကြည်ခဲ့ကြပြီးအခြားသတင်းတစ်ပုဒ်တို့ကူးပြောင်းရန်အခိုင်အမာပြောကြားခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင်အီလီဂျာနှင့်ဂျက်ဆတ်တင်တို့အကြားပြင်းထန်သောညှင်းခုန်မှုတစ်ခုဖြစ်ပွားပြီးနောက်မီဒီယာများနှင့်ပရိသတ်ရှိတွင်ပါဆက်ဖြစ်ထိတ်တိုက်ရင်ဆိုင်မှုအဖြစ်သို့လျင်မြန်စွာပြောင်းလဲသွားခဲ့သည်ဂျက်စတင်ကယုံကြည်မှုရှိပြောဆိုခဲ့ပြီးလာမည့်ပွဲစဉ်အတွက်အကောင်းဆုံးအစီအစဉ်တစ်ခုကိုရင်းဤနီးပြကရေးဆွဲထားပြီးလှောင်အိမ်တွင်ရင်းကိုလှုပ်ဆောင်ရန်အသင့်ဖြစ်နေကြောင်းအတည်ပြုခဲ့သည်သို့သောအီလီဂျာကမကြာမီတွင်တိုက်ရိုက်နှင့်ပြတ်သားစွာတုံ့ပြန်ခဲ့သည်နီးပြသည်လှောင်အိမ်တွင်ဩဇာလွှမ်းမိုးမှုမရှိဘဲရန်ပွဲသည်ရင်းနှင့်ဂျက်ဆတ်တင်တို့အကြားသာဖြစ်လိမ့်မည်ဟုရင်းကရှင်းပြခဲ့သည်အာယာကစီစဉ်မှုနှင့်လေ့ကျင့်မှုအလုံးသည်လှောင်အိမ်တွင်ပြီးဆုံးသွားကြောင်းရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြီးထိတ်တိုက်ရင်ဆိုင်မှုသည်ပြင်ပဝင်ရောက်ဆွတ်ဖက်မှုမရှိဘဲတဦးချင်းတိုက်ပွဲဖြစ်မည်ဖြစ်ပြီးတန်ကားပိတ်သွားသောအခါတွင်စစ်မှန်သောလှုပ်ဆောင်မှုစတင်ခဲ့ကြောင်းအလေးပေးပြောကြားခဲ့သည်ဂျက်စတင်ကနောက်မဆုတ်ဘဲရင်းဤလေ့ကျင့်ရေးအဖွဲ့ကိုဆက်လက်ကာကွယ်ခဲ့ပြီးရင်းဤအောင်မြင်မှုသည်မြည်သည့်နေရာမှမလာကြောင်းနှင့်ရင်းဤနီးပြသည်သူနှင့်အခြားအားကစားသမားများနှင့်အတူရရှိခဲ့သောအောင်မြင်မှုများကြောင့်ကမ္ဘာအကောင်ဆုံးများထဲမှတဦးဖြစ်ကြောင်းထောက်ပြခဲ့သည်သူကစုဖလားတွေနှင့်အောင်ပွဲတွေဟာနီးပြတစ်ယောက်ရဲ့ခွန်အားကိုတိုင်းတာတဲ့စစ်မှန်တဲ့စံနှုန်းတွေဖြစ်တယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်ဒါပေမဲ့အဲကပိုပြီးမြန်မြန်ဆန်ဆန်နဲ့ပြတ်သားစွာတုံ့ပြန်ခဲ့ပြီးကိုယ်တိုင်ကလှောင်အိမ်ထဲမှာစစ်မှန်တဲ့ချန်ပီယံတစ်ယောက်မဟုတ်ရင်အကောင်းဆုံးနီးပြအကြောင်းပြောဆိုတာဟာအတိတ်ပဲမရှိဘူးလို့အခိုင်အမာပြောကြားခဲ့ပါတယ်နီးပြတစ်ယောက်ကိုသူ့ရဲ့ဂုဏ်သတင်းတစ်ခုလေးနဲ့တိုင်းတာတာမဟုတ်ပဲအရေးကြီးတဲ့အချိန်တွေမှာတိုက်ခိုက်ရေးသမားကိုယ်တိုင်စွမ်းဆောင်နိုင်တဲ့အရာတွေနဲ့တိုင်းတာတယ်လို့သူကဖော်ပြခဲ့ပါတယ်ဂျတ်စတင်ကကမ္ဘာဖေးသဝဲချန်ပီယံဆုကိုရရှိခြင်းအောင်မြင်စွာကာကွယ်နိုင်ခြင်းပုံမှုမြင့်မားတဲ့တန်းကိုရောက်ရှိလာခြင်းတွေကသူ့ရဲ့နီးပြကိုထိတ်ဆုံးမှထားရှိပေးခဲ့တာဖြစ်ကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူဟာအဲ့ဒီအောင်မြင်မှုကြီးရဲ့မရှိမဖြစ်အစိပ်ပိုင်းတစ်ခုဖြစ်နေလို့ပါနှစ်ယောက်ကြားကစကားတွေပြင်းထန်တဲ့စကားလုံးတွေနဲ့ဆူရှားတဲ့အကြည့်တွေကြားမှာဆက်လက်ပြောဆိုနေခဲ့ပြီးတိုက်ခိုက်ရေးသမားတိုင်းဟာတခြားအကြောင်းအရာတစ်ခုကိုကူးပြောင်းသွားခဲ့ကြတယ်ဆိုတာရှင်းရှင်းလင်းလင်းသိလာရပါတယ်။ကက်လာမက်ကချီကအင်ဖြူတော်မှာကျင်းပမဲ့ပွဲအတွက်ညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီးစိတ်လှုပ်ရှားထားစရာကောင်းတဲ့အသေးစိတ်အချက်လက်တွေကိုထုတ်ဖော်ပြောဆိုပြီးနောက်အငင်းပွားမှုအသစ်တစ်ခုဖြစ်ပေါ်စေခဲ့ပြီးရလျကမျှော်လင့်ထားတဲ့ပွဲမှာပါဝင်ဖို့ဒေါ်လာ20တန်းပမာဏကိုတောင်းဆိုခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။သတင်းထောက်တစ်ယောက်နဲ့စကားပြောဆိုစဉ်မှာလူလူစိတ်အားထက်သန်စွာစောင့်မျှော်နေတဲ့ပွဲဖြတ်သိမ်းရတဲ့အကြောင်းရင်းနဲ့ဒီပွဲမှာပါဝင်ဖို့စိတ်အားထက်သန်မှုမရှိသူတစ်ယောက်ရဲ့ယက်တီချက်ကိုသူနားလည်ပြီးလားလို့မေးမြန်းခံခဲ့ရပါတယ်။အစ္စလမ်ကဒီကိစ္စကိုအတိုင်းအတာတစ်ခုအထိနားလည်ကြောင်းတုံ့ပြန်ခဲ့ပေမဲ့နောက်ွယ်မှာလုံးဝကွဲပြားတဲ့ဆက်သွယ်ရေးတွေနဲ့ညှိနှိုင်းမှုတွေရှိနေတယ်လို့ရှင်းပြခဲ့ပါတယ်။အစ္စလမ်ကမနက်ပိုင်းမှာဒီပွဲမှာပါဝင်ရှင်ပြိုင်ဖို့အခွင့်အရေးပေးဖို့ဖုန်းခေါ်ဆိုမှုလက်ခံရရှိခဲ့ပြီးလစာတိုးမြင့်ဖို့အပူဆောင်ခြေနေတွေဒါမှမဟုတ်တောင်းဆိုမှုတွေမရှိဘဲချက်ချင်းလက်ခံခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။တေးဂီတာအမှန်တော့အစကတည်းကပုံမြင့်တဲ့ပမာဏကိုကန့်လန့်ခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်နေ့မနက်မှာအခြေအနေတွေလုံးဝပြောင်းလဲသွားပြီလို့အကြောင်းကြားခံရပြီးတေးဂီတာရဲ့အဆိုအရအီလီယာကဒေါ်လာ20တန်းအထိတောင်းဆိုခဲ့တယ်လို့ပြောပြခဲ့တယ်လို့ရှင်းပြခဲ့ပါတယ်။ဒါကြောင့်ကန့်လန့်ချက်ကိုညှင်းပယ်ခဲ့ပြီးညှိနှိုင်းမှုတွေလုံးဝပြတ်ပြဲသွားခဲ့ပါတယ်။နာရီနှင်းငယ်ကြာမှာအီလီဂျာရဲ့မန်နေဂျာစီကအဆိုပြုထားတဲ့ပမာဏဟာမသင့်တော်ဘူးလို့အတည်ပြုတဲ့ကြေညာချက်တစ်ခုထွက်ပေါ်လာခဲ့ပြီးအဲ့ဒီအကြံစီကနေသူတို့နှုတ်ထွက်ခဲ့ကြပါတယ်။အစ္စလမ်ကဒါဟာသူ့အမြင်အရအမှန်တရားဖြစ်တယ်လို့အလေးပေးပြောကြားခဲ့ပြီးသတင်းပို့ထားတဲ့တန်ရာဟာပွဲဖြတ်သိမ်းရတဲ့အကြောင်းရင်းအစစ်အမှန်မဟုတ်ဘူးလို့အခိုင်အမာပြောဆိုခဲ့ပါတယ်။
တစ်ဖက်အသင်းကလည်းကျက်စတင်ကကြီးနဲ့အလားတူအခြေအနေတွေအောက်မှာရင်ဆိုင်ဖို့သဘောတူညီခဲ့ပြီးနောက်ွယ်မှာတကယ်ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီးမေးခွန်းထုတ်စရာတွေပေါ်ပေါက်စေခဲ့တယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်အဆုံးသတ်အနေနဲ့အစ္စလမ်ကသူ့ရဲ့ဇာတ်ကြောင်းကိုဆက်လက်လိုက်နာခဲ့ပြီးဆုံးဖြတ်ချက်ဟာဒဏ်ရာဒါမှမဟုတ်အသင့်ဖြစ်မှုနဲ့မသက်ဆိုင်ပဲငွေကြေးနဲ့ညှိနှိုင်းမှုဆိုင်ရာထည့်သွင်းစဉ်းစားရမယ့်အချက်တွေနဲ့သာသက်ဆိုင်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်နောက်ထပ်ဇလန်တစ်ပုဒ်ကိုဆက်ပြောရရင်အာယာနဲ့ချက်စတင်တို့ရဲ့ရင်ဆိုင်မှုဟာအလွန်တင်းမာခဲ့ပါတယ်ကင်မရာတွေနဲ့ပရိသတ်ရှိမှနှစ်ယောက်ကြားတင်းမာမှုဟာမမျှော်လင့်ပဲမြင့်တက်လာခဲ့ပါတယ်နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်ချင်းကပ်လာတဲ့အခါအခြေအနေစတင်ခဲ့ပါတယ်အာယာကသူ့ရဲ့ပြိုင်ဘက်ချက်စတင်ကိုနောက်ထပ်မချင်းကပ်ဖို့နဲ့မြင်းကိုကြော်သွားရင်မျက်နှာကိုထိုးမယ်လို့ချင်းချောက်ဖို့ပြောခဲ့ပါတယ်ဒါပေမဲ့ချက်စတင်ကနောက်မဆုတ်ခဲ့ပါဘူးအဲ့ဒီအစားသူကအာယာကိုတိုက်ရိုက်စိန်ခေါ်ခဲ့ပြီးအဲ့ဒီအချိန်မှာပြေးနေရင်စမ်းကြည့်ဖို့ပြောခဲ့ပါတယ်အာယာကသတင်းစာရှင်းလင်းပွဲအတွင်းမှာရုပ်ပိုင်းဆိုင်ရာရန်ပွဲအဖြစ်မပြောင်းလဲဖို့ရွေးချယ်ခဲ့ပြီးပေါ့ပပတွန်းထိုးမှုကိုရွေးချယ်ခဲ့ပါတယ်။ဒါဟာသူတို့နှစ်ယောက်ကြားတင်းမာမှုမြင့်မားနေတာကိုရှင်းရှင်းလင်းလင်းပြသနေပြီးလာမယ့်ပွဲစဉ်ကိုထိခိုက်စေနိုင်တဲ့ဒဏ်ရာတွေကိုရှောင်ရှားခဲ့ပါတယ်။ဂျက်စတင်ကတော့တွန်းထိုးမှုကြောင့်တိတိတတ်တာထိခိုက်မှုမရှိခဲ့ပဲသူ့ရဲ့ရန်လိုတဲ့စိန်ခေါ်မှုကိုဆက်လက်လှုပ်ဆောင်ခဲ့ပြီးထိတ်တိုက်ရင်ဆိုင်မှုကိုမကြောက်ဘဲကင်မရာတွေရှိမှလည်းမဟုတ်ပဲလှောင်အိမ်ထဲမှာဘဲအချိန်မဆိုအသင့်ဖြစ်နေကြောင်းအခိုင်အမာပြောဆိုခဲ့ပါတယ်လေထုကဆက်လက်တည်ရှိနေခဲ့တယ်တေးဂီတတိုက်ခိုက်ရေးသမားတဦးချင်းစီကအချင်းချင်းစိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုကိုအပြန်အလှန်ကျင့်သုံးမှုစူးစမ်းနေချိန်မှာပဲလေထုကစီကားနေခဲ့ပြီးထက်မြက်တဲ့စကလုံးတွေတေးဂီတနဲ့စိန်ခေါ်မှုရှိတဲ့အကြည့်တွေဖလှယ်ခဲ့ကြပါတယ်ခေလျာကတယောစကားတွေဆက်ပြောနေပြီးလှပတဲ့လေထုတေးဂီတနဲ့ဒီလိုငိမ့်ချမ်းတဲ့မြင်ကွင်းမှာလူတချို့ကရက်ဆက်စွာပြုမှုနေကြတယ်ဆိုတာကိုသတိပြုမိပါတယ်သူကခါဘက်ကသူ့အတွက်ပိုကောင်းတယ်လို့လည်းမှတ်ချက်ပြုခဲ့ပြီး Justin ကိုနှိုးဆော်ပေးတဲ့ရည်ညွှန်းချက်အသစ်တစ်ခုပါပဲ Justin ကယုံကြည်မှုရှိရှိတုံ့ပြန်ခဲ့ပြီးခါဘက်ကိုထိုက်တန်သူဖြစ်ပြီးလှောင်အိမ်ထဲမှာထိန်းထားဖို့အထိုက်တန်ဆုံးသူဖြစ်တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်တင်းမာမှုဟာထိတ်တိုက်တွေ့ဆုံမှုရဲ့နောက်ဆုံးအချိန်တွေအထိဆက်လက်ဖြစ်ပေါ်ခဲ့ပြီးနှစ်ယောက်သားလမ်းခွဲပြီးအခြေအနေပြီးဆုံးသွားခင်မှာတိုးတုတ်စကလုံးတွေဖလှယ်ခဲ့ကြပါတယ်မျှော်လင့်ထားတဲ့ပွဲစဉ်မှာဘာတွေဖြစ်လာမလဲဆိုတာကိုပရိသတ်ကစိတ်အားထက်သန်စွာစောင့်မျှော်နေခဲ့ကြပြီးပိုပြီးပြင်းထန်တဲ့အခြေအနေကိုဥတည်နေပုံရပါတယ်မျက်နှာချင်းဆိုင်တွေ့စုံမှုတိုင်းနဲ့အတူ John Jones ဆိုတဲ့နာမည်ဟာတေးဂီတလောကမှာအငင်းပွားဖွယ်ရာတွေပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ဒါကပရိသတ်တွေနဲ့နောက်လိုက်တွေစီကကြေပြန့်တုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။တေးဂီတတိုက်ပွဲရဲ့တစ်ပတ်အတွင်းမှာ Sorrel-Jin ကိုသမိုင်းမှာအကောင်းဆုံးတိုက်ခိုက်ရေးသမားအကြောင်းမေးမြန်းခဲ့ပါတယ်။ The White House Music က John Jones ဟာအချိန်တိုင်းရဲ့အကောင်းဆုံးဖြစ်တယ်လို့တိုးဆုပ်ခြင်းမရှိဘဲတုံ့ပြန်ခဲ့ပါတယ်။ဒီဖော်ပြချက်ဟာမတိမတာဖြစ်သွားတာမျိုးမဟုတ်ပဲဂျန်ကိုရိုင်းကလည်းချက်ချင်းတုံ့ပြန်မှုကိုနှိုးဆော်ပေးခဲ့ပါတယ်။ Music John Jones ကအဲ့ဒီဖော်ပြချက်ကိုတုံ့ပြန်ခဲ့ပြီးသူဟာ Music တိုက်ခိုက်ရေးသမားတွေရဲ့စရင်မှာရှိနေသေးပြီးကမ္ဘာအကြီးဆုံးတိုက်ပွဲတွေမှာရှင်ပြိုင်နိုင်စွမ်းရှိနေစေဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။သူ့ရဲ့ပြိုင်ဘက်တွေစီကဒီလိုအတိမတ်ပြုမှုနဲ့ရိုးသားမှုကိုတန်ဖိုးထားကြောင်းဖော်ပြခဲ့ပါတယ်။သူ့ရဲ့စာထဲမှာသူ့ကိုယ်သူတိုက်ခိုက်ရေးလောကရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်မြင်နေစေဖြစ်ပြီးအခွင့်အရေးကောင်းရရင်ကြီးမားတဲ့တိုက်ပွဲတွေဆင်နွှဲဖို့အသင့်ရှိနေကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်။ဆက်အခြေအနေတစ်ခုမှာနာမည်ကြီးကစားသမားတွေရဲ့ပြန့်နှံ့မှုနဲ့အနာဂတ်ပွဲတွေမှာရခင်ကျဲပွဲတွေပါဝင်လာနိုင်ခြင်းနဲ့အတူ White House Music အတွင်းတင်းမာမှုတွေဖြစ်ပေါ်လာတယ်လို့သတင်းအချို့ကဖော်ပြခဲ့ပြီးဂျန်ပြန်လဲပေါ်ထွက်လာမယ်ဆိုတဲ့ထင်ကြေးတွေကိုပုံမူမြင့်တက်စေခဲ့ပါတယ်။ Joe Rogan Music နဲ့ဆက်တဲ့ဖော်ပြချက်တွေလည်းပြန့်နှံ့ခဲ့ပြီး White House ပွဲနဲ့ပတ်သက်တဲ့ PR နဲ့ပတ်ဝန်းကျင်အခြေအနေကြောင့်မျှော်လင့်ချက်နဲ့ကြောက်ရွံ့မှုတွေ